တော်များလဲလောကမှာအချိန်တန်အရွယ်ရောက်လာပြီဆိုရင်အိမ်တော်ကပြုကြတာပဲအိမ်တော်တဲ့ life ကအများကြီးပဲအချင်းနဲ့ပဲတိဆောက်ထားတဲ့အိမ်တော်တွေဖြစ်ဖြစ်ဘုံလုံးနဲ့ပဲရွေနှလုံးသားနဲ့ပဲရွေဒါလူတိုင်းကလက်တွေ့ဘဝကိုဖြတ်တန်းကြဘဝမှာစိတ်ကူးညင်လို့တော့မရတော့အချင်းနောက်မှာဘာမှမပြည့်စုံလာရင်ဒီအချစ်တီလည်းခိုင်မြဲမှုကတော့မသေးကြအောင်အချင်းနဲ့တိဆောက်ထားပြီးပြီနှလုံးသားကြီးနဲ့တိဆောက်ထားပြီးပြီဆိုတော့နောက်ကငွေကြီးအထောက်ပံ့အင်အားလိုပါတယ်family type တစ်ခုလုံးကိုစိတ်ချမ်းသာအောင်လုပ်ပေးတာမဟုတ်ရုပ်ဝတ္ထုပိုင်းဆိုင်ရာပံ့ပိုးပေးတာစိတ်ချမ်းသာမှုကကြတော့ကိုယ့်ရဲ့စိတ်ခံစားချက်တွေကောင်းသော emotion တွေကောင်းသော vibe တွေပေးမှစိတ်ချမ်းသာခဏပြောတဲ့ငွေကြေးကတော့ physically အားလုံး support ဖြစ်အောင်လုပ်ပေးလို့ရတယ်အဲ့ဒီမှာမပြည့်စုံမြန်ရင်လည်းလိုအပ်ချက်တွေကွာဟမှုတွေဖြစ်လာတော့အားလုံးကတော့ balance နှစ်ဖက်လုံးကိုမျှအောင်လုပ်ထားရင်ပို့ပြီးတော့အဆင်ပြေတယ်ငွေကြီးပဲလည်းပုံပေးလို့မရအဲ့ငွေကခဏပြောတဲ့စိတ်တွေကိုဝယ်လို့မရစိတ်တွေကိုချမ်းသာအောင်လုပ်ပေးလို့မရငွေကြေးပုံထားပြီးတော့စိတ်ဆင်းရဲအောင်လုပ်နေလေငွေပုံပေါ်မှာထိုင်နေတာပဲရှိနေစိတ်ချမ်းသာမှုမရတာဒါကတော့ကျွန်တော်ရဲ့အယူဆပါတော့ဒါလက်တွေ့မှာဒါလူတိုင်းကလေဒီတိုင်းမှာသွားနေလိမ့်မယ်ထင်ပါတယ်